သင်ရဲ့ဝန်ထမ်းတွေပုံမှန်အလုပ်လုပ်နေကြုံနဲ့အဆင်ပြေနေပြီလို့မထင်ပါနဲ့တာဝန်တွေပြီးနေတယ်ဆိုပြီးတိုင်းလည်းအဆင်ပြေနေတယ်လို့မထင်ပါနဲ့ကျွန်တော်တို့ဝန်ထမ်းတွေကိုတာဝန်တစ်ခုပေးတိုင်းဝန်ထမ်းတွေတာဝန်တစ်ခုပြီးစီတိုင်းဒီတာဝန်တွေကိုသူတို့ effective ဖြစ်ဖြစ်အလုပ်လုပ်ရလား efficient ဖြစ်ဖြစ်အလုပ်လုပ်ရလားဆိုတော့ကျွန်တော်တို့ management level ကလူတွေကတေချာကြည့်ဖို့လိုအပ်ပါတယ်ဝန်ထမ်းတစ်ယောက်ကပုံမှန်အလုပ်လုပ်ပြီးနေ့စဉ်တာဝန်တွေပြီးနေရုံနဲ့ဝန်ထမ်းတစ်ယောက်ကစွမ်းဆောင်ရည်ပြည့်ဝတယ်လို့ကျွန်တော်တို့ပြောလို့မရပါဘူးအလုပ်တစ်ခုပြီးမြောက်တိုင်း effective ဖြစ်ရလား efficient ဖြစ်ရလားဆိုတာကိုကျွန်တော်တို့ management ကလူတွေကစောင့်ကြည့်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ပေးထားတဲ့တာဝန်တွေကိုပြီးမြောက်အောင်ဆောင်ရွက်တာကို effective ဖြစ်တယ်လို့ခေါ်ပြီးမြဲဘယ်လိုပုံစံမျိုးနဲ့ဆောင်ရွက်ခဲ့တယ်အချိန်ဘယ်လောက်ယူရဲဘယ်လို resource တွေကိုသုံးပြီးဆောင်ရွက်ခဲ့လဲဆိုတာကိုကြည့်ပြီးတော့ efficient ဖြစ်မဖြစ်ကျွန်တော်တို့သုံးသပ်ရပါတယ်ဥပမာပုံမှန်ကျွမ်းကျင်တဲ့ဝန်ထမ်းတစ်ယောက်ကတနာရီနဲ့အလုပ်လုပ်ရင်ပြီးရဲ့အလုပ်ကိစ္စတစ်ခုကိုနောက်ဝန်ထမ်းတစ်ယောက်က2နာရီကြာအောင်အလုပ်လုပ်တယ်ဆိုပါစို့နောက်တစ်ခုဥပမာတစ်ခုအနေနဲ့ဝန်ထမ်းတစ်ယောက်ကတာဝန်ပေးချက်အရာပစ္စည်းတစ်ခုတွားပို့တာကိုစပိန်နဲ့တွားပို့လေရတဲ့အနေအထားကိုရုံးကားယူပြီးတွားပို့တယ်ဆိုပါစို့ဒီနှစ်ခုဥပမာမှာပထမဥပမာတစ်ခုကကျွမ်းကျင်ဝန်ထမ်းတစ်ယောက်ကတနာရီလုပ်ရင်ပြီးမဲ့လုပ်ကိစ္စတစ်ခုကို2နာရီကြာအောင်လုပ်သွားတဲ့စီကိုတနာရီစာဖြုံးတိလိုက်တာနဲ့ဥဒလို့ဒုတိယဥပမာတစ်ခုကစပိန်နဲ့တွားပို့ရင်ရောက်တဲ့ခရီးကိုရုံးအကားကိုယူသုံးနေဆိုတော့မလိုလားအပ်ပဲနဲ့စီဘိုးကုန်ကြစိတ်တွေတက်လာစေပါတယ်ဒါတွေဟာအလုတ်တော်ပြီးသွားတယ်ဒါပေမဲ့မလိုလားအပ်ပဲအချိန်တွေပိုပုံသွားတယ်မလိုလားအပ်တဲ့ resource တွေကိုသုံးတာဖြစ်တာကြောင့် efficient ဖြစ်တယ်လို့ပြောလို့မရပါဘူး business owner တွေ management level ကလူတွေကဝန်ထမ်းတွေကိုငါခိုင်းတဲ့အလုပ်တာဝန်ပြီးရင်ပြီးတာပဲဆိုပြီးအမှုမှန်အမှတ်မဲ့နေမိမယ်ဆိုလို့ရှိရင်လုပ်ငန်းတစ်ခုမှာအချိန်အလေးအလွင့်ဖြစ်မှု time waste နဲ့အရင်းနှီးအလေးအလွင့်ဖြစ်မှု resource waste တွေများလာပြီးကြာလာရင်လုံးပါသွားနိုင်ပါတယ်ဒါကြောင့် business owner တွေနဲ့ management level မှာတာဝန်ယူထားတဲ့လူတွေက effective နဲ့ efficient ဖြစ်မှုကိုတိကျခွဲခြားသိမြင်ပြီးဂရုတစိုက်စောင့်ကြည့်ဖို့လိုပါလိမ့်မယ်